Hello, hello မင်္ဂလာပါကျွန်တော်အခုဘာလာပြပေးမလဲဆိုတော့အခုကဘာဖလားလက်ကန်နေပြီဆိုတော့ဘယ်နေရာမှာကဘာဖလားဘလို့ပွဲကြည့်ရမယ်ဆိုတာမသိတဲ့လူတွေတွေ့ပေါ့နော်ကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်အခုလူတိုင်းဖုန်းထဲမှာ Chrome browser ဆိုတာရှိတော့ပေါ့နော်ဒီနေရာလေးမှာဝင်ပါမယ်ပြီးရင်စာလုံးရိုက်မှာပေါ့နော်စာလုံးကတော့ SOCCER ပေါ့နော် TV အဲစာလုံးလေးပါဟုတ်ကဲ့ရလိုက်ပါမယ်ဒီမှာအပေါ်ဆုံးမှာပေါ်လာပေါ့နော်ဒီကောင်လေးနှိပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီကောင်လေးနှိပ်ပြီးတော့ဒီမှာဗီဒီယိုတွေအများကြီးရှိပေါ့နော်အခုအာဂျင်တီးနားဒီနေ့အာဂျင်တီးနားကန်ပေါ့နော်အာဂျင်တီးနားတကူရပြီပေါ့နော်ဒါမနေ့ကအာဂျင်တီးနားကန်တာပေါ့နော်အခုချိန်ပွဲမပြီးသေးဘူးတကူရရဲကျွန်တော်လာရောက်ပြပေးတာဖြစ်ပါတယ်ဗီဒီယိုကတော့အစီဘလို့ကန်တဲ့ဗီဒီယိုကတော့အစီကျွန်တော်ပြလို့မရဘူးပေါ့နော်ပြလို့ရှိရင် copyright ထိမှာဆိုလို့ပေါ့နော်ကျွန်တော်ဒီလောက်လေးပဲရှိပါတယ်ဒီလောက်လေးပြပေးပါမယ် Chips it ahead toward Martinez. Fernandez was breaking through as well. တနေရာကြည့်လို့ရတော့နော်โอเคပါကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လုပ်ပေးထားလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်သိရှိခဲ့တာတွေရှိရင်လည်းလာရောက်ပြောပြပေးအောင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ